စစ်မြေပြင်မှာကြာဆုံးသွားခဲ့တဲ့စစ်နတ်ဖျားမှမိဖျားခေါင်ကြီးဟာနှစ်ပေါင်း60ကြာပြီးနောက်မှာအနိုင်ကျင့်ခံနေရတဲ့နန်းတွင်းတူလေးရဲ့ကိုယ်ထဲကိုဝิญဉ်ကူးပြောင်းရောက်ရှိသွားပါတယ်။ရေပုံးထဲခေါင်းနစ်ပြီးအသက်ခံရတော့မဲ့ဆဲဆဲမှာမိဖျားခေါင်ကြီးရဲ့စိတ်ဓာတ်နဲ့တုံ့ပြန်တိုက်ခိုက်ပြီးနန်းတွင်းတူအားလုံးကိုနှိမ်နင်းလိုက်ပါတယ်။သူမဟာအခုရောက်နေတာကတာရွတ်နိုင်ငံရဲ့ချင်းလုံနှစ်90ဖြစ်မှန်းသိလိုက်ရတဲ့အခါအယမ်းအံ့ဩသွားပါတယ်။အဲ့ဒီချင်းလုံဆိုတဲ့နန်းဆန်အမိဟာသူမရဲ့သားလေးငယ်ငယ်တုန်းကမေတော်ကိုခုံဖြူပြီးပေးပါမယ်လို့ဂတိပေးခဲ့တဲ့အမိဖြစ်နေလို့ပါ။သူမရဲ့သားလေးဟာအခုဆိုရင်အသက်ရည်ရင်းနဲ့ဤဂရစ်တစ်ပါးဖြစ်နေပါပြီ။အိမ်ရှိမင်းသားကိုမြင်လိုက်ရတဲ့အခါသူမရဲ့ကျင်ရတော့ဤဂရစ်ဟောင်းနဲ့ရုပ်ချင်းစင်နေတာကြောင့်သူမရဲ့မြီးတော်ဖြစ်မှန်းချက်ချင်းရိပ်မိသွားပါတယ်။ဒါပေမဲ့အိမ်ရှိမင်းသားကတော့သူမကိုတာမန်နန်းတွင်းတူလို့ပဲထင်ပြီးဤဂရစ်ရဲ့အမိကိုတိုက်ရိုက်ခေါ်လို့အပြစ်ပေးဖို့ကြိုးစားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူမဟာစိုးသွမ်းနဲ့ကျင်းဝင် Prince Jin နန်းတွင်းတူလေးတွေကိုအနိုင်ကျင့်နေတာကိုတားဆီးရင်ပညာပေးလိုက်ပါတယ်။တစ်သားတုပ်တစ်ချောင်းနဲ့ကျင်းဝင်ကိုအလဲထိုးလိုက်ပြီးနန်းတွင်းတူလေးကိုတောင်းပန်ခိုင်းကမိဖုရားခေါင်ကြီးရဲ့အရှင်ရွာကိုပြသလိုက်ပါတော့တယ်။နောက်ထပ်အပိုင်းကိုစောင့်ကြည့်ပေးပါအောင်။